လှုပ်တဲ့လှုပ်တဲ့ဓာတ်တွေကိုမလှုပ်ဘူးဆိုရင်ဒီအချိန်တွေကသူ့အပိုင်းလိုက်ကုံဆုံးသွားမှာကုံဆုံးသွားတာတွေကိုပြန်ယူလို့ရလားလို့ဆိုမရအပြီးသက်ဆုံးရှုံးသွားခြင်းသာဖြစ်တယ်အစင်ထာဝရဆုံးရှုံးသွားခြင်းသာဖြစ်တယ်ဒီဘဝမှာတစ်ခါပဲကြုံမှာနှုတ်ပြတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံတယ်ပြောစရာကောင်းတဲ့အရွယ်ကလည်းတစ်ခါပဲကြုံတယ်အလှဆုံးအရွယ်ဆိုတာလည်းတစ်ခါပဲကြုံတယ်ခွန်အားပြေဝတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံတယ်ပညာထက်မြက်နေတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံတယ်အေး50ကျော်ပြီဆိုရင်တော့သူကသွားပြီငယ်တော့ကရွာထဲမှာဖျားရှိခိုးတဲ့အတန်နဲ့အိမ်ကမေတော်ကြီးဖျားရှိခိုးတာကိုကြားဘူးတယ်ဖျားရှိခိုးတဲ့အခါဘယ်ရတာတွေတော့မသိဘူးတောင်းရွတ်နေတာတွေတွေ့တာအဲ့ဒီထဲမှာ40ကကျော်50ဘောတွင်ရှင်သိမင်းကအလံပြူလွှားခဲ့လေပြီဆိုတာပါတယ်ခဏခဏကြားနေတိုင်းကြားနေတော့ဒါလေးတော့မှတ်မိတယ်တော့ဘယ်သူမှမဘယ်လိုလုပ်လာလွှမ်းတော့ပါလဲလို့အောင်မေးငယ်တော့ရှင်သိမင်းဆိုတာဘယ်သူလဲဘယ်ကလာတာလဲအောင်မေးဘယ်ရွာသားပါလဲအောင်မေး40ကကျော်50ဘောတွင်ရှင်သိမင်းကအလံပြူလွှားခဲ့လေပြီအဲ့ဒါတွေရွတ်နေတာကိုကြားရတယ်ဘုရားရှိခိုးပြီဆိုရင်ရွတ်နေပြီအဲ့ဒါတွေဘုရားရှိခိုးပြီးရင်အဲ့ဒါပိဋိတွေရွတ်ဓာတ်တွေရွတ်အဝေကတွေရွတ်